နောက်ဆက်ပြောတာကတော့ meditation where is တရားထိုင်ခြင်းဟာတတ်တာစေတယ် the tension in your body နော်တင်းရဲ့ခန္ဓာကိုယ်မှာအကြောများတင်းမာခြင်းကိုနော်နောက် clear your mind or negative thoughts ပေါ့နော်မကောင်းသောအတွေးများဝင်နေတဲ့တင်းရဲ့စိတ်ကိုရှင်းလင်းပေးတယ်ပြီးတော့ give you a sense of inner peace and well-being နော်တင်းကိုအတွင်းစိတ်ရဲ့အေးချမ်းမှုနဲ့ဒုက္ခချမ်းသာရရှိခြင်းအကျိုးကိုပေးပါလိမ့်မယ်နော်အဲ့ပြမအဖြစ်မှာပဲဆိုတော့ဘာကိုရှာပါမလို့ဘာကိုရှာတဲ့အခါမှာဘာကဘာတွေ့လဲဆိုတော့ where is ပေါ့နော် where is ကိုတွေ့အဲ့တော့ is ကဘာလဲတတ်တာစီတာပြော escက adjective စကားလုံးဒီ e ကဒီနေရာမှာဘာပေါ့နော် noun လဲ is ကိုသုံးပါတယ်တတ်တာခြင်းပေါ့ဘာဆိုတော့တတ်တာစီဒီပေါ့ရှေ့ meditation ဒီ subject အဲ့တော့တရားထိုင်ခြင်းဟာ where is တတ်တာစီဘာတတ်တာစီရတယ်သူက object ပါ object ကနောက်ကတတွဲလုံးပေါ့နော် the tension in your body အဲ့ object ပါအဲ့တော့ tension ဆိုတာတင်းမာတာပြောဒီနေရာမှာဆိုတော့တင်းမာတယ်ဘာပြောအကြောများတင်းမာခြင်းပေါ့နော်ဒီကြက်သားတွေပေါ့ဒီကပြောချက် in your body တင်းရဲ့ခန္ဓာကိုယ်မှာတင်းရဲ့ခန္ဓာကိုယ်မှာတင်းမာခြင်းဆိုအကြောများသူကြက်သားများတင်းမာခြင်းအကြောတက်ခြင်းပြောတာတူပါပဲတင်းရဲ့ခန္ဓာကိုယ်မှာဖြစ်တဲ့နော်ဒီအကြောတွေတင်းမာခြင်းဒီအကြောတက်ခြင်းတွေကိုတဲ့နော်ဒီအကြောမတင်းမာခြင်းတွေကို where is တတ်တာစီတယ်နော်တတ်တာစီနောက်တစ်ချက်ကဘာပြောလဲဆို clear your mind နော် clear ကဘာအရှိက where နဲ့ပြန်တွဲပေါ့နော် where clear ပေါ့ clear ရှင်းလင်းပေးတာအဲ့ဒီဆိုတော့ရှင်းလင်းတော့ပေါ့ဘာဆိုရင်ရှင်းလင်းပေးတယ်ဖယ်ရှားပေးတယ်ဒါ clear clear ဖယ်ရှားတယ်ဆိုရင်သူ့နာမ object လို့ပါတယ်သူ့နာ object က your mind or thought your mind or negative thought ကဒါ object ပါနော်ဒီတွဲလုံးပေါ့ your mind or negative thought တွဲလုံးဒီ object mind your mind တင်းရဲ့စိတ်ဒီ negative ဆိုမကောင်းတော့ thought ကအတွေးများဒါဆိုတော့တင်းရဲ့စိတ်ကိုမကောင်းသောအတွေးများမှဖယ်ရှားပေးတယ်ပြောတာနော်ဆိုတော့ဒီနေရာမှာ clear နဲ့ on နဲ့အဓိပ္ပာယ်မှတ်မယ်ဆို all ကအဓိပ္ပာယ်ကောက်ရင်မှလို့ကောက်လို့ရတယ်မကောင်းသောအတွေးများမှ your mind တင်းရဲ့စိတ်ကို clear ရှင်းလင်းပေးတယ်တင်းရဲ့စိတ်တွေကမကောင်းတဲ့အတွေးတွေကိုဖယ်ရှားပေးတယ်ပြောတာပါဒီဖြတ်ကတော့နောက်တစ်ဖြတ်ဆိုဘာဆက်ပြောလဲဆိုတော့ပြီးတော့ဘာပြောလဲဆို give you တင်းကိုပေးတယ်ဘာက give ပါပေးတယ်ဆိုတော့ဘာကိုပေးရတယ် object လို့တယ်နော် you တင်းကိုပေးတယ်နော်ဒါ object တစ်ခုဘာပေးတယ်နောက်က set of inner peace and well being အဲ့ဒါဒီ object ပါ object နှစ်ခုပါရှိရ you ဒီဒါ indirect object ခေါ်တာပေါ့နော်နောက်က object ဒါ object ပေါ့ဆိုတော့တင်းကိုဘာပေးတာလဲ sense ဆိုတာပါလေ sense ဆိုတာအောက်မှာလေးရှင်းတာလေနော်အဓိပ္ပာယ်တို့စဉ်းစားဉာဏ်တို့အသိဉာဏ်တို့အကျိုးတို့ပြောတာဒီနေရာမှာကျတော့ some ကအဓိပ္ပာယ်အကျိုးတွေပဲကောက်ပါတယ်some အကျိုးတစ်ခုပေးအကျိုးကျေးဇူးတစ်ခုပေးဘာအကျိုးလဲ inner အတွင်းဘက်because ငြိမ်းချမ်းတာအေးချမ်းတာအဲ့တော့ inner peace ဆိုတာဘာလဲအတွင်းစိတ်အေးချမ်းမှုနော်အဲ့တော့ inner peace ဆိုတာအတွင်းစိတ်ရဲ့အေးချမ်းမှုနဲ့ well being နော် well being ကဒုက္ခချမ်းသာပေါ့ဒုက္ခချမ်းသာရရှိခြင်းဆိုတဲ့ essence ဆိုတာအကျိုးကျေးဇူးကိုတဲ့ရှေ့ကပေးပါတယ်ဘယ်လိုပေးရလဲဆိုတော့ you အသင်ကိုပေးပါတယ်ဟုတ်ပြီဘာကပေးရလဲဆိုတော့အရှိမ subject ရှိတယ်အရှိကဘာပေးလဲဆိုတော့အရှိမ meditation ပြောတာပါတရားထိုင်ခြင်းကအချက်ပေါ့နော်ဒီမှာ၃ချက်သူပြောထားတယ်တရားထိုင်ခြင်းကတင်းရဲ့ခန္ဓာကိုယ်တွင်အကြောများတင်းမာခြင်းကြက်သားများတင်းမာခြင်းကိုပြောစေတယ်နောက်တစ်ချက်ကတော့တင်းရဲ့စိတ်ကိုမကောင်းတဲ့အတွေးတွေကနေပြီးဖယ်ရှားပေးတယ်နောက်တစ်ချက်ကတော့အတွင်းစိတ်ရဲ့အေးချမ်းမှုနဲ့ဒုက္ခချမ်းသာရရှိခြင်းဆိုတဲ့အကျိုးတွေကိုပေးပါတယ်နော်နောက်မှတ်ချက်ကိုစောင့်ကြည့်မယ်ဆိုရင်တော့ sum ဆိုတာပါလေအဓိပ္ပာယ်စဉ်းစားဉာဏ်အကျိုးပေါ့နော်ဒီနေရာမှာ sum ကိုတော့ဝါကြလေးကြည့်မယ်ဆိုရင် what is the sense of doing that ဆိုရင်အဲ့ဒါလို့ဘာအကျိုးရှိလဲပြောတာပါနော် the sense အဓိပ္ပာယ်တော့အကျိုးကျေးဇူးပြောတာဒါလို့ဘာအကျိုးရှိလဲဆို what is the sense of doing that လို့ပြောပါတယ်နောက်ဝါကြလေးဆက်ကြည့်ပါဦးမယ်နောက်everyone wants to be happy and cheerful တဲ့လူတိုင်းဒီတဲ့ပျော်ရွှင်ရွှင်မှုလို့ကြတယ် that is seen သို့တော့တကယ်ဖြစ်နေတာကတော့နော်that not many people can achieve happiness လူတိုင်းပျော်ရွှင်မှုကိုရရှိနိုင်တာမဟုတ်ပါဘူးတဲ့အရင်ဆုံးဆရာတို့ကဘာကိုအရင်ရှာပါမယ်ဘာကအရှိဆုံးပထမဆုံးဖြစ်မှာဆိုတော့ကြည့်မယ်ဆိုရင် want to be ပေါ့နော် want to ပဲပါဝင်ပါ want to ဆန္ဒရှိတယ်ပြီးတော့ desire တွေပြော want ကအရှိ everyone ဒီ subject everyone ကလူတိုင်းဒီ wants to be ရဲ့တော့ complete adjective ပါပါတယ် happy နဲ့ cheerful နဲ့အဲ့ဒီပဲတူပါပဲပျော်ရွှင်သောရှင်မြူတော့ဗောနော်အဲ့တော့ want to နဲ့ပြောရမယ် want to be happy အဲ့တော့ adjective ကိုဒီက to နဲ့တွဲအလဲမှာဘာခံရလဲဆိုတော့ be ခံရပါတယ် to be ပဲ adjective တို့ရေးရတယ်အဲ့တော့ wants to be happy and cheerful ရပျော်ရွှင်ရွှင်မြူလို့ကြတယ်နော်အရှိ everyone လူတိုင်းဒီပေါ့
လူတိုင်းကပျော်ရွှင်ခြင်းရတယ်ပြောတာပါဒါပေမဲ့ back က conjunction ပါ is seen ဖြစ်ပုံတကယ်ဖြစ်နေတာကတော့နော် is seen ဒီ Discord သဘောပါပဲနောက်ကဝဲကြောင့်အစာပြုတ်ထားတာပါနော် is seen ကနော်တကယ်ဖြစ်နေတာကတော့နော်ဒီလိုဘာသာပြန်ပါမယ်နောက်က that clock ပါပါတယ်ဒီ that clock ဒီ noun clock ပါဒီ seen object ပါ that clock ကဘာကိုဆက်ရှာမယ်ဆိုရင်ဘာက can အချီက can နဲ့တူတူပဲရရှိတာပြောတာ can အချီရရှိနိုင်နေရှေ့ subject က many people အဲ့ဒါ subject အဲ့တော့ many people သူများစွာဒီ can အချီရရှိနိုင်တယ် happy နဲ့ပျော်ရွှင်မှုကိုအချီကရရှိတဲ့ဆိုရင်သူတော့ object လို့ပါတယ်နောက်က happy နဲ့ဒီ object ပါအဲ့တော့အချီ object ပေါ့နော်အဲ့တော့ many people can achieve happiness ဆိုရင်လူတိုင်းဒီပျော်ရွှင်မှုကိုရရှိနိုင်ပါတယ်အဲ့ဒီဝါကြကိုအရှိက not ကညှင်းထားတာပါဒီ not ဒီ set နဲ့ app ခေါ်တာပေါ့နော်ဝါကြတစ်ခုလုံးညှင်းထားတာပေါ့နော်အဲ့တော့ဝါကြတစ်ခုလုံးညှင်းတဲ့ခါကျ not ကိုဘယ်လိုအဓိပ္ပာယ်ကောက်မလဲဆိုတော့လူတိုင်းနဲ့ပျော်ရွှင်မှုကိုရရှိနိုင်တာတော့မဟုတ်ပါဘူးတဲ့ဒီ not ဒီဝါကြတစ်ခုလုံးကိုညှင်းထားတဲ့အတွက်အဲ့ဒါအဓိပ္ပာယ်ကောက်ပါမယ်အဲ့တော့ဒီကသူပြောတာကတော့လူတိုင်းကပျော်ရွှင်ခြင်းရတယ်ဒါပေမဲ့လူတိုင်းမပျော်ရွှင်ကြဘူးပြောချင်တာပေါ့နော်လူတိုင်းပျော်ရွှင်မှုကိုရရှိနိုင်တာမဟုတ်ပါဘူးတဲ့မှတ်ချက်မှာ no ကိုဝကြရှေ့တွင်ထားရင်တဲ့အဓိပ္ပာယ်တစ်မျိုးထွက်ပါတယ်လုံးဝအငြင်းမဟုတ်ပါဘူးပေါ့နော်ဥပမာဝကြနေကြည့်မယ်ဆိုရင် student in this school are not clever ဆိုရင်ဤကျောင်းရှိနော်ကျောင်းသားတွေဟာ are not clever စာမတော်ကြဘူးဒီနေရာမှာဒီ not ဒီ I နောက်မှာရေးထားတာပေါ့နော် about to be နောက်မှာရေးတာအဲ့ not ဒီဘာကိုညှင်းထားတာပါအဲ့ဒါဆိုအဓိပ္ပာယ်ကဘာလဲဆိုရင်လုံးဝအငြင်းပေါ့နော်ဒီကျောင်းမှာကျောင်းသားတွေကစာမတော်ဘူးပြောတာပေါ့နောက်တစ်ခုကတော့ not student in this school are clever ဒီမှာကျတော့ not ကိုဘာမှရေးတော့ရှေ့မှာရေးထားတယ်။ဘာကြိုက်ရှေ့မှာရေးထားတယ်။အဲ့ဒီအဓိပ္ပာယ်မှာကျတော့သူဤကျောင်းသားတိုင်းဟာစာတော်တာမဟုတ်ပြောတာ။အဲ့တော့ပြောချင်တာကတော့ဒီစာတော်တဲ့ကျောင်းသားတွေရှိတယ်စာမတော်တဲ့ကျောင်းသားတွေရှိတယ်ပေါ့နော်ဒီလိုမျိုးအဓိပ္ပာယ်ကောက်ပါတယ်။အဲ့တော့နောက်ဆုံးဖြစ်လေးဆောက်ဆက်ကြည့်မယ်ဆိုရင် the 10 ways mentioned above အထက်ဖော်ပြပါနည်းလမ်း10ခုသည် will be all match benefits လွန်စွာအကျိုးကျေးဇူးများစွာရှိပါတယ်နော် to those who are desperately seeking happiness ဆိုတာပျော်ရွှင်မှုကိုအပြင်းထန်ရှာဖွေနေသောသူတွေအတွက်ပေါ့နော်အဲ့တော့ဖြတ်မှာဘာကိုရှာပါမယ်ဆိုရင်ဘာက will be ပေါ့နော် will be ပါ subject အရှိ the 10 way mentioned about subject အဲ့မှာ the 10 way ကနည်းလမ်းများပေါ့ရှက် the 10ကိုနည်းနဲ့10ခုပေါ့ mention ကဘာ3ပါ mention ကသူပေါ်ပြထားတော့ပြနော် about နောက်က about ဒီ about စကားအထက်ပါလို့ပြောတာနော် about အဲ့တော့ mention about ဆိုအထက်ပေါ်ပြပါနော်အထက်ပေါ်ပြပါ the 10th way ဒီနည်းလမ်း10ခုဟာတဲ့နော်ဒီနောက်က will be နောက်မှာ complement ပါတယ် all mass benefit ဒီ all mass benefit က adjective phrase ပြောခေါ်ပါတယ်ဘယ်လိုရေးလဲဆိုတော့ benefit ကအကျိုးကျေးဇူးက noun ရှေ့ mass ကအများတော့တာ adjective အဲ့ adjective နဲ့ noun အတွက်ကိုရှေ့ all နဲ့ပြန်တွဲရေးထားတယ်အဲ့တော့ but to be ရဲ့နောက်မှာဒီ be but to be ရဲ့နောက်မှာ all နဲ့ noun နဲ့တွဲရေးထားတယ်ဆိုရင်အဲ့ of ဒီ adjective သဘောဆောင်တဲ့စကားလုံးမှာအဓိပ္ပာယ်ကောက်ရင်သောနဲ့ကောက်တယ် all mass benefit အကျိုးကျေးဇူးများတော့ပေါ့အဲ့လိုကောက်တယ်ရှေ့ be နဲ့ပြန်တွဲတဲ့အခါမှာဘာအဓိပ္ပာယ်ပြန်ကောက်တယ်ဆိုရင်တော့ the နဲ့ကောက်ပါတယ်အဲ့ will be all mass benefit လွန်စွာအကျိုးကျေးဇူးများစွာရှိပါတယ်နော်အထက်ပါအချက်10ချက်ဟာနော်လွန်စွာအကျိုးကျေးဇူးများစွာရှိတယ်ဘာအတွက်ဘယ်သူတွေတက်လဲ to မှာရေးထားတယ် to ကဒီမှာအတွက်လို့တိပဲကောက်ပါ to ကအတွက် those က people ပြောတာနော်ဒီမှာ to က people ပေါ့ those နဲ့ who နဲ့ဒီလိုတွဲရေးထားရင် those က people ပြောတာလူများ who ကနော် who က adjective ကနော် who အဲ့ဒီ who ဒီရှိက those ကိုပြင်ညွှန်းတယ်အဲ့ who ကဘာကိုရှာမလဲဘာက are ရဲ့ seeking ရဲ့ပေါ့နော်နှစ်ခုပေါ့အဲ့တော့seeking ဆိုတာရှာဖွေတာပြောတာ seeking ရဲ့အဓိပ္ပာယ်နေရာမှာရှာဖွေကြိုးပမ်းသည်အရှိကseeking ဆိုတာရှာဖွေတယ် seek ကရှာဖွေတယ်ဆိုရင်သူ့နောက် object လို့တယ် object ဒီမှာ happiness ပါဒါ object ပျော်ရွှင်မှုကိုရှာဖွေတယ် desperately အသေးအတန်လို့ပြောတာနော် desperately ဒါ ever စကားလုံးမှာအဲ့တော့ desperately seeking happiness ကိုအဓိပ္ပာယ်ကောက်ရင်ပျော်ရွှင်မှုကိုအသေးအတန်ရှာဖွေနေတယ်အရှိက who ကိုသွားနေကောက်တယ် who ကတော့နဲ့ကောက်တယ်အဲ့တော့ပျော်ရွှင်မှုကိုအပြင်းအထန်အသေးအတန်ရှာဖွေနေသောလူတွေအတွက်နော်သူတို့လူတွေအတွက်ခုနအရှိကသူပြောတဲ့အချက်ကအဲ့လူတွေအတွက်တဲ့အထက်ပါနီးလန်း10ခုကလွန်စွာအကျိုးကျေးဇူးများပါတယ်လွန်စွာအကျိုးကျေးဇူးများစွာရှိပါတယ်ဆိုတော့မှတ်ချက်ကိုစကြည့်မယ်ဆိုရင်တော့မှတ်ချက်မှာ desperately အဓိပ္ပာယ်ကdesperately ရဲ့ ever နဲ့ဆိုတော့ ever ပေါ့နော်အပြင်းထန်တဲ့အသေးအတန်နော်အဓိပ္ပာယ်ကောက်တယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် he is desperately a ဆိုရင် तू ကအသေးအတန်ဖြားနေတယ်ပြောတာဒီနေရာမှာ desperately ကအသေးအတန်ပေါ့နော် because of the rain မိုးမိတဲ့အတွက်ကြောင့်ပြောနော်မိုးကြောင့်မိုးမိလို့ပေါ့ तू ကမိုးမိလို့အသေးအတန်ဖြားနေတယ်ပြောတာပါ
ဆိုတော့နောက်ဆုံးစာကြောင်းလေးဆိုကြည့်ပါမယ်အဲ့တော့ဒီမှာဗာရေးထားလဲဆိုတော့ go over than once more ဆိုတာ၎င်းဒီနီလန်းတို့ကိုနောက်တစ်ခါပြန်ကြည့်ပါတဲ့ and ပြီးတော့ adopt any of them ပြီးတော့၎င်းတို့မှနီလန်းတစ်ခုကိုရွေးချယ်အသုံးချကြည့်ပါတဲ့ that will meet your need သင်ရဲ့လိုအပ်ချက်များကိုပြည့်ဝစေမည်အဲ့မှာဘာပထမဆုံးဝါကြမှာ bonus go over ဆိုတော့ဘာဝင်စတာလဲ imperative စံလို့ခေါ်ပါတယ်စက်ကြမှာပါဘူးmaybe တော့မဝဲကြပါတော့မြန်မာလိုပြောရင်တော့ go over ဆိုတာဒီနေရာမှာ phrasal verb ပါအဓိပ္ပာယ်ကပြန်ကြည့်ပါလို့ပြောတာနော်ပြန်စစ်ဆေးပါ exam နဲ့တူတူပဲ look over နဲ့တူတူပဲ go over ပြန်ကြည့်ပါဘာလို့ပြန်ကြည့်ပါနော် object ပါ then ၎င်းတို့ကိုအဲ့ then ၎င်းတို့ဆိုတာအဲ့အရှိနီးလန်းဆက်ကူပြောတာပါနော်once more နောက်တစ်ခေါက်လို့ပြောတာ once ကနောက်တစ်ချိန်နော် more နောက်ထပ်once more ဆိုရင်နောက်တစ်ချိန်ပြောတာနောက်တစ်ခေါက် once more ဒါ ever စကားလုံးပါ ever phrase ပါအဲ့တော့go over than once more ဆိုတော့၎င်းနီလန်းတို့ကိုနောက်တစ်ခေါက်ပြန်ကြည့်ပါပြောတာနော်and က conjunction နဲ့စိတ်ထားတယ်ပြီးတော့ adore ဒီနေရာမှာ adore ကအသုံးချတာလို့ဆိုတော့ဘာသာပြန်ပါလေဘာဝမ်းပါဒီဝကြဘာဝမ်းနဲ့ဆက်ဝဲရတဲ့ကြောင့်ဒီအလဲမှာ and ကဆက်ပေးထားတာပေါ့နော် adore ကအသုံးချပါတဲ့ဘာကိုသုံးချလဲဆိုတော့သူတို့ object ပါ any of them အဲ့နီလန်းထဲမှာတစ်ခုခုပေါ့နော်နီလန်းစက်ကူအနဲ့တစ်ခုခုပြောတာ then ကနီလန်းစက်ကူ or အနဲ့ then တစ်ခုခု any of them ၎င်းနီလန်းစက်ကူနဲ့နီလန်းတစ်ခုကိုတဲ့ရွေးချယ်ပြီးတော့ adopt အသုံးချကြည့်ပါတဲ့နောက်က that clause ဆက်ရတာ that clause ဒီ adjective clause ပါအဲ့ that clause ရှေ့ကဘာကိုထူပြီးဆိုဒီ any of them ကိုထူပြီးတာပေါ့နော်ဒီကဒီ any of them ကအဲ့ရှေ့ကိုထူပြီးတယ် that will me you are နီမှာ that clause မှာဘာကိုရှာမယ်ဆိုရင်ဘာက will me ပါဒီနေမှာ me ကတွေးဆောင်တာပြောတာမဟုတ်ဘူးနော်ပြေဝစေဒီတိပဲခေါ်ပါတယ် me ကနော်အရှိနောက် object ပါ you are needs object ပါတင်းရဲ့လိုအပ်ချက်များနီးကလိုအပ်ချက်များတင်းရဲ့လိုအပ်ချက်များကို that will me ကပြေဝစေတော့လိုအပ်ချက်တွေကိုပြေဝစေတော့အရှိနီးလိုင်းဆယ်ခုနဲ့တစ်ခုခုကို adopt တာအသုံးချပါပြောအဲ့တော့အဲ့မှာနီးလိုင်းဆယ်ခုတစ်ခုနော်နီးလိုင်းဆယ်ခုနဲ့တစ်ခုခုတင်းနဲ့ကိုက်ညီတဲ့တစ်ခုကိုပြန်အသုံးချပြောတော့ဗောနော်မှတ်ချက်ပါကြည့်မယ်ဆိုရင်တော့ adopt ဆိုတာပါလဲမူလတိပဲမွေးစားတာပြောနောက်တစ်ခုရွေးချယ်တာပြောဒီနေရာမှာရွေးချယ်တိပဲသုံးမယ်ဆိုရင် she has been adopted ဆိုရင်သူမကိုရွေးချယ်ထားတယ်ပြောတာဒီနေရာမှာ adopted က battery ပါ passive ပိုင်းသုံးတာနော်ရွေးချယ်ထားတယ်ပေါ့နော် as a candidate ဒီမှာ candidate အမတ်လောင်းပေါ့နော် New York ဆိုတော့ New York မြို့ပေါ့ New York မြို့အမတ်လောင်းအနေနဲ့သူမကိုပါလုပ်ထားလေဆိုရင်ရွေးချယ်ထားပါတယ်ဒါဆို you need to ရဲ့ key to happiness ပေါ့နော်အဲ့ရဲ့နောက်ဆုံးချက်ဒီ practice meditation or mindfulness ဆိုရင်နောက်ဆုံးချက်ဒီပြီးပါပြီ